ရုပ်စာကိုစပြီးလေ့လာခြင်းတဲ့လူတွေအတွက်ဘယ်ကနေစပြီးလေ့လာမှမသိတဲ့လူတွေဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ထားနော်တရုပ်စာကိုစပြီးတော့လေ့လာတော့မယ်ဆိုရင်ဘယ်အပိုင်းစလေ့လာမလဲဆိုတော့ဖီးရင်းကိုစပြီးတော့အရင်လေ့လာရမယ်ဖီးရင်းမှာအပိုင်း၃ပိုင်းခွဲထားတယ်ဖြီးရယ်တရရယ်အတန်နှုံးရယ်ဆိုပြီးတော့၃ပိုင်းခွဲထားတယ်အရင်ဆုံးဖြီး23လုံးစပြီးတော့လေ့လာရမယ်နော်ဖြီး23လုံးကဘာတွေလဲဆိုရင်အတူတူလိုက်ပြီးတော့လေ့လာကြည့်မယ်နော်ဘီကိုတွေ့ရင်ပေါ်ပီဆိုရင်ဖောM ဆိုရင်မော F ဆိုရင် for ရှေ့က P နဲ့မတူဘူးเนาะ F ကကြတော့ for တန်ထွက်မယ်เนาะ for ဆိုတာ F တန်ထွက်မယ်เนาะရှေ့ကကြတော့ for เนาะ D ဆိုရင်တဲ T ဆိုရင်ထဲ N ဆိုရင်နဲ S ဆိုရင်လဲ G ဆိုရင်ကဲ K ဆိုရင်ခဲ H ဆိုရင်ဟဲ J ဆိုရင်ကြီး Q ဆိုရင်ချီကြက်ချေက H ဆိုရင်ရှိအခုဆိုရမယ့်အတန်သုံးတန်ကြတော့တွားကြတဲ့လေထွက်တဲ့အတန်နော်ဇဇစဇတ်ဆိုရင်ဇစီဆိုရင်ဇအဆိုရင်စဇစအခုဆိုရမယ့်လေးတန်ကကြတော့ရှာလိုက်တဲ့တန်နော်ရှာကိုအာကောင်းထောက်ပြီးလိုက်ရတာဇချရှရဇတ်အိတ်ဆိုရင်ဇCH ဆိုရင်ရှ SH ဆိုရင်ရှ R ဆိုရင်ရချရှရနောက်နှလုံးပဲကြံတော့တယ်နော်နောက်နှလုံးကြံတာကြတော့ရီဝူ Y ဆိုရင်ရီ U ဆိုရင်ဝူအဲ့ဆိုရင်ဘီ23လုံးလေ့လာလို့ရပြီနော်အစနေပြန်ဆိုကြည့်ပါနော်ပေါ်ဖောမောဖောတဲထဲနဲလဲကဲခဲဟဲကြီးချီရှိသသစချချရှရရီဝူသသစနဲ့ချချရှရနဲ့အတန်ထွက်မတူဘူးနော်အဲ့ဒါဆိုရင်ဘီ23လုံးစပြီးလေ့လာလို့ရပြီเนาะနောက်သင်ခန်းစာမှာတရ35လုံးထပ်ပြီးတော့တင်ပေးပါမယ်เนาะ